Foka DR1 ဆိုတော့ကျွန်တော်ဒီလေလေးပေါ့နော်ကျွန်တော်တောင်မှန်3တက်ပေါ့နော်အဓိကဒီလေလေးအကြောင်းပြောချင်တာဗျအဲ့ဒါဒီလေမြန်လေးကကျွန်တော်တွက်ဆိုလို့ရှိရင်လေရုပ်လေကြီးဆက်ဆိုရတဲ့ပို့တယ်ပေါ့နော်လွန်ခဲ့တဲ့2024ခုနှစ်ကဒီလေမြန်လေးကျွန်တော်စောင့်နေတဲ့မှာဘာဖြစ်လဲဆိုတော့ဒီပြဿနာတစ်ခုကြောင့်လေမလွတ်ကြတော့ဘူးပေါ့နောက်အဲ့ကာလမှာချားလေလေးစောင့်နေရှိပါမယ်နားထားတယ်ပေါ့လေလွတ်တာတွေပါတယ်အဲ့တော့စိတ်ညစ်နေတော့တရားကြတော့ကျွန်တော်အကြောင်းနဲ့ဒီတော့အကြောင်းပေါ့နော်အဓိက Aero Modular ဆိုတဲ့ magazine မှာဥရောပက magazine တစ်ခုပေါ့နော်အဲ့ဒီ magazine မှာပါမယ်ပေါ့ရေးချင်လို့ပေါ့ကျွန်တော်အကြောင်းရေးချင်လို့ကျွန်တော်သူသိချင်တဲ့အရာလေးပေးတယ်ပေါ့အဲ့ဒါလေးတွေရေးပြီးတော့အဲ့ဒီ magazine ကအဲ့2024 August လမှာသူကပါလာတယ်ပေါ့ပါလာတာကိုကျွန်တော်တီးပြီးသားပါမှာတီးပြီးသားဆိုတိတ်တော့အံ့ဩစရာတော့မရှိဘူးဒါပေမဲ့အံ့ဩကောင်းတာကဒီလေမြန်လေးပုံလေးက magazine cover ဖြစ်ဒီ editor choice ဆိုပြီးတော့ပါလာအဲ့ဒါကျွန်တော်တော်လေးအံ့ဩသွားတယ်ပေါ့နော်ဝမ်းလဲတာတယ်ဘာဖြစ်လဲဆိုတော့ဟိုတလားလင်းပုံပေါင်းများစွာတဲ့မှာကျွန်တော်လေရင်ပုံပြရပါတော့ကျွန်တော်ပဲရိုက်ထားတာကျွန်တော်လက်ကလေးပဲရိုက်ထားတာပေါ့ပြီးတော့ဒီ magazine ဆိုတာလေဥရောပမှာဆိုရင်ကျွန်တော်တို့စစ်ပြီးနောက်ပိုင်းမှာထုတ်ဝေလာတယ်အစင်လာကြီးတဲ့ magazine ပေါ့ဒီပေါင်း90နီးပါးလောက်ရှိတယ် hobby magazine တစ်ခုဒီ Aero Modular magazine ဆိုတာတို့လည်းကြားနေကြားဖို့ပဲပေါ့နော်ကြားဖို့လေလို့ကတော့များမှာပါကျွန်တော်တို့လိုပါတနာရှင်တွေလောက်ပဲသိတဲ့ magazine ပေါ့အဲ့တော့ပြောရမယ်ဆိုဒီလေရင်လေးတစ်စီးဖြစ်ဖို့ဆိုတာကအရှိမှကျွန်တော်နှစ်ပေါင်းများစွာမခဲ့ရတဲ့အိမ်မက်တွေကိုစိတ်ညစ်သည်ဖြစ်စေစိတ်သက်ကြသည်ဖြစ်စေကောင်းတဲ့ပေါ်လာရင်းနဲ့နောက်ဆုံးမှဒီလိုမျိုးကျွန်တော်အတွက်အမှတ်တရဖြစ်တဲ့ဒီလေးတစ်စီးဖြစ်လာတယ်ပေါ့အဲဒီလေရင်လေးကဒီနေ့ပြန်ဆန်းပြတာပေါ့နော်ဆန်းပြတဲ့နေရာမှာကျိုးပဲကုန်တယ်အဲ့ဒါဆိုဟိုဘက်ကဝယုံမင်းဒီပေါ်တင်သွားလို့အောက်ကဒုံးနဲ့ထိုးတော့ကျိုးကုန်တာပဲပတိတွေပါစီးလာတယ်အဲဒီမှာဆိုလေဒီအရှိတွေမှာကျိုးကုန်ပြီအဲဒီပြန်ဒီကောင်လေးကတော့ဒီလောက်တည်းကတော့ပြင်လို့ရတယ်ပေါ့နော်ဒီကောင်လေးကျွန်တော်မိနစ်တည်းကကျွန်တော်နောက်ဆုံးပြန်ပြီးကျွန်တော်ဒီကောင်ကိုမပြန်တော့ဘူးလို့ကျွန်တော်ဆုံးဖြတ်တာတိန်းထားလိုက်တော့မယ်ပေါ့ဘို့မတ်တရပေါ့နော်သူကဒီဘလောက်ဟောင်းနေလုံပိတ်တိန်းထားလိုက်တော့မယ်ဒါပေမဲ့ကျွန်တော်ပြန်ပြီးတော့ဒါကိုပြချင်တာရောဒီနေ့မြန်ပြီးအကြောင်းရှင်းပြချင်တာပေါ့နော်ကျွန်တော်ရဲ့ကလေးဘဝကအိမ်မက်တစ်ခုတည်သွားတဲ့မတ်တရပေါ့ပြေးတာလည်းမကောက်ကြော်လွန်သွားတဲ့အမတ်တရားပေါ့နော်အဲဒီအမတ်တရားကိုဒီလေးညံလေးကကိုစားပြတာပေါ့အားကြောင့်မို့ဒီအားလေးကိုကြာပြီးလို့ရှိရင်ပြင်ပြီးတော့တိမ့်လိုက်တော့မယ်ဆက်ပြီးတော့ကောင်းတော့ပြန်တော့ဘူးကိစ္စကြီးငယ်မှာတကယ်ချင်းတွေပါလာပြီးပြန်လာတော့တစ်ခါတလေထုတ်ပြန်မှုလည်းစဉ်းစားထားရပါတော့ဒီကဒါလေးပြောပြချင်တာပါဒီကျွန်တော်လေရင်တစ်စင်းထက်ရုပ်လေရင်တစ်စင်းဆိုတာလည်းပို့တယ်ကျွန်တော်ရဲ့လေရင်